တယောက်ရဲ့စိတ်ထဲမှာအနာကျင်အဆုံးတရားကတပါးသူရဲ့အသိပဲမပြုမှုအချိန်မြင့်သိမှုတန်ဖိုးမထားမှုဂရုမစိုက်မှုလိလူရှုထားမှုတွေပါသူများစီကအသိမဲ့ပြုမှုကိုမျှော်လင့်နေမယ်ဆိုရင်ကိုကမလွတ်မြောက်တော့ဘူးသူများရဲ့လွှမ်းမိုးမှုအောက်မှာပဲနေရလိမ့်မယ်ဒါကြောင့်ဘသူကိုမှလက်ဆိုင်စွာမနှီးတွေ့ပါစေနဲ့နှီးတွေ့တာလက်ဆိုင်နေရုံထွက်ရခက်ခဲလေးပါရုံထွက်ရခက်ခဲလေးတရားအနာတရားကြီးမားလေးမို့ပါကိုကိုတန်မိုးမထားလို့စွန့်ပစ်သွားတဲ့သူကိုမမောတန်တမနေပါနဲ့ကိုကိုတန်မိုးထားတဲ့သူတယောက်ဒီနေ့တော့ညီမလေးတွေ့မှာပါကိုကကောင်းနေရင်ကောင်းတဲ့သူနဲ့ပဲတွေ့မှာကိုကိုတန်မိုးမထားတဲ့နေရာတစ်ခုမှာကို့တွေ့နေသမျှတရားအနာတရားနဲ့ပဲနာကျင်နေရမှာကိုကိုတရားပေးတဲ့သူစီကနေလွတ်မြောက်အောင်ရုံထွက်နိုင်လေတရားသက်သာလေးပါ